ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးမဲ့ CCTV ကင်မရာလေးကတော့360 Wi-Fi Smart CCTV လေးပဲဖြစ်ပါတယ်ဒီ CCTV လေးရဲ့အားသာချက်ကတော့ကျွန်တော်တို့ internet ရှိုံနဲ့ဘယ်နေရာဘယ်ဒေသရောက်မိမိရဲ့အိမ်ကိုဒါလှမ်းကြည့်လို့ရမှာဖြစ်ပါတယ်လှမ်းပြီးတော့လည်းစကားပြောလို့ရမှာဖြစ်ပါတယ်CCTV လေးဟာ360ထည့်လို့ရပါတယ်เนาะနောက်မှာအောက်သွင်းပေါက်ကလေးပါမယ် QR code ကလေးပါမယ်ပြီးရင်အပေါ်ပတ်ချလေးလှည့်လို့ရမယ်ပြီးရင်အပေါ်အောက်လည်းလှည့်လို့ရပါမယ်เนาะပြီးရင်အောက်ချိန်မှာကျွန်တော်တို့မောင်မနီကဲထည့်တဲ့အပေါက်ကလေးနဲ့ reset ချတဲ့ cloud လေးဆိုပြီးတော့နှစ်ခုပါပါတယ်เนาะပြီးရင် menu စာအုပ်လေးပါမယ်အထဲမှာပြီးရင်တော့အသွင်းကြိုးပါမယ်အသွင်းကောင်းပါပါမယ်เนาะအသွင်းကောင်းလေးပါပါမယ်ပြီးတော့အသွင်းကြိုးဒါ black ကလေးပေါ့เนาะဒီနေရာမှာစောက်ထိုးထားတဲ့အခါမှာသုံးတဲ့ black ကလေးပါအသွင်းကြိုးပါမယ်ပြီးရင် black နဲ့တွဲသုံးတဲ့စကူလေးပဲပါပါမယ်အသွင်းကြိုးလည်းရှည်ပါတယ်เนาะပြီးရင်အသွင်းကြိုးလေးကိုထိုးမယ်ပြီးရင် CCTV မှာကျွန်တော်တို့အသွင်းကောင်းလေးကိုထိုးပါမယ်เนาะပြီးရင်အသွင်းကောင်းလေးကိုကျွန်တော်တို့မီးပလက်ပေါက်မှာထိုးပါမယ်ပြီးရင်ကျွန်တော်တို့ CCTV မဲ့ချိန်မဲ့စီဖုန်းလေးကိုတစ်ချက်ယူပါမယ်เนาะဒါဆိုရင်ဒါ CCTV ပါပွင့်သွားပြီပေါ့เนาะအပေါ်အောက်ပေးပညာသူလဲတယ်ဟုတ်ကျွန်တော်ချိန်မဲ့ဖုန်းလေးကိုယူမယ်ကျွန်တော်ဖုန်းလေးကို Wi-Fi လေးဖွင့်ထားမှာဖြစ်ပါတယ်เนาะပြီးရင်ကျွန်တော်တို့သူနဲ့တွေ့သုံးမဲ့ application လေးတွေကိုတစ်ချက်ဝင်မယ်เนาะ application လေးကတော့ Ocam Pro ဆိုတဲ့ application လေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ register လုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဝင်လိုက်ရုံပါပဲเนาะပြီးရင်အပေါင်းလေးကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့အမှ Bluetooth ဖွင့်ခိုင်းတာပေါ့เนาะကျွန်တော်တို့ဒီ permission ပေါ့ Bluetooth ဖွင့်ပေးရမယ်ဖုန်းထဲမှာဒီ CCTV နဲ့တွေ့သုံးဖို့တော့ Bluetooth လေးတွေဖွင့်ပေးရမယ်เนาะဟုတ်ပြီးရင်ကျွန်တော်တို့ပေါ်လာပါပြီเนาะအဲ့ဒီမှာဒါ Bluetooth နာမည်လေးပေါ်လာပါပြီเนาะကျွန်တော်တို့အပေါ်မှာเนาะအဲ့ဒါလေးကိုဒီလိုရတယ်ပြီးတော့မဟုတ်အပေါင်းလေးကိုနှိပ်ပြီးတော့ရှာမယ်ဆိုလည်းရပါတယ်เนาะအဲ့ရနေပြီးတော့တခါလေး connect လုပ်လိုက်ရတယ်အောက်က add လေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့အောက်မှာပေါ်လာတယ်တွေ့လားCCTV ကအနေနဲ့ Bluetooth နံပါတ်လေးအဲ့ဒါလေးကိုကျွန်တော်တို့ contact လုပ်မယ်contact လုပ်လိုက်ပြီးလို့ရှိရင်ဒီလိုမျိုးလေးပေါ်လာမှာပေါ့နော်အိမ်ရောက် Wi-Fi ပေါ့အိမ်မှာမိမထားတဲ့ Wi-Fi ရဲ့ password ကလေးကိုမှန်အောင်ရိုက်ထည့်ပေးရမယ်နော်ဒီ password လေးမမှန်ရင်သူကမချိတ်ဘူး password လေးကိုတော့မှန်အောင်ရိုက်ထည့်ပေးရမယ်ပြီးတော့ Wi-Fi ကိုရအောင်မယ်ဟုတ်မဟုတ်တစ်စစ်ပေးပါပြီးရင်နောက်တစ်ဆင့်ကိုသွားလိုက်မယ်ပြီးရင်ဒါဆို connect ပေါ့နော်ကို file လုပ်ပေးရမှာပေါ့နော်ပြီးရင်ကျွန်တော်တို့ခဏဆောင်ပေးရပါတယ်နော်သူအစင်းစင်းချိတ်ဆက်နေတဲ့ပုံလေးပါ40လမ်းပြီးရှိတယ်เนาะသူကအမှ10 20 30ပြီးရင်40ပြီးသွားပါပြီเนาะရပြီဆိုရင်ကျွန်တော်တို့က DCCTV ရဲ့ name လေးကိုယူပေးပါမယ်အဲ့ဒီမှာ SHOP short ပေါ့เนาะကျွန်တော်တို့အလွယ်ထည့်လိုက်မယ် sign ဆိုပြီးတော့ပြီးရင် gas tag လေးကိုတစ်ချက်နှိပ်ပေးပါမယ်ပြီးလို့ရှိရင်အောက်မှာရှိတဲ့ဒါဟိုသူ cloud သုံးမလားဆိုပြီးတဲ့ဟာကျွန်တော်တို့ထပ်ကြော်မယ်အဲ့ဒါကိုပြီးရင် gas tag ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ CCTV လေးနဲ့ဖုန်းနဲ့ချိတ်သွားပါပြီเนาะဒါဆိုရင်ကျွန်တော်တို့ချိတ်သွားပါပြီကြည့်လို့ရပါပြီเนาะဒါဆိုလဲမယ်ပေါ်ဘေးညာလက်ကြည့်လို့ရမယ်ပြီးရင်အောက်ပေါ်လှည့်လို့ရပါမယ်เนาะအကုန်လုပ်လို့ရပါတယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ CCTV ကိုဇာတ်လို့ထားမယ်ဆိုလို့ရှိရင်လည်းစတင်ထဲမှာသွားပြီးတော့ဇာတ်လို့လုပ်လို့ရတယ်เนาะပြီးရင်ကျွန်တော်တို့ဒါမြင်ကွင်းချက်ကြည့်တာပေါ့เนาะဒါအခုကြည့်တာဇွန်းဆွဲလို့ရမယ်เนาะကျွန်တော်တို့ဒါဟိုဝေးရဟာတွေကိုဇွန်းဆွဲကြည့်လို့ရပါတယ်ဟုတ်ဒါပါပဲအဓိကတော့ချိန်ကြီးလေးကတော့ဒါပါပဲရိုးပါလေးရှင်းပါတယ်เนาะ